Hello everyone ကစစ်ထားလန်ဒီပြန်လေးကြိုဆိုလိုက်ပါဒီနေ့ကတော့ guest တို့အခြေအနေနဲ့ပတ်သက်ပြီးတော့ Tarot နဲ့ Oracle ကလေး guest တို့ half reading ပေါ့နော် guest ရဲ့ပုံမှန် personal reading လာမေးမယ်ဆိုလို့ရှိရင်အခု guest ကြည့်ပေးမယ့် reading ရဲ့နှစ်ဆပေါ့နော် ကတ်တွေထုတ်ပြီးတော့ပို့ပြီးတော့ပြည့်စုံစုံလေးကြည့်ပေးရ full reading ဆိုတဲ့ပုံစံရှိတယ်ဆိုတော့ဒီ video ကတော့ဒီ full reading ရဲ့တစ်ဝက်စာပေါ့နော် half reading ပုံစံလေးနဲ့ guest ကကြည့်ပေးမှာဖြစ်ပါတယ်ဆိုတော့အကြောင်းမလို့စိတ်ဝင်စားရဆိုရှင် personal reading ကိုဒီနေရာမှာလာပြီးတော့မိလို့ရတယ်ဒီနေ့ကတော့ guest တို့အခြေအတွက်ကိုဝင်သမျှ message အားလုံးကိုကြည့်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အတိအကျခေါင်းစဉ် cast မတက်တော့ဘူးပေါ့နော်ဝင်သမျှ message အားလုံးကိုကြည့်ပေးမယ်ပြီးတော့အခါကျလို့ရှင်တော့ resonate အဖြစ်ဆုံးခေါင်းစဉ်ကို cast video ခေါင်းစဉ်အနေနဲ့တင်ထားပေးမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီထဲမှာအခြေကဟို no contact အတွက်လည်းရောက်လာနိုင်တယ် crash အတွက်လည်းရောက်လာနိုင်တယ်ဘယ်လိုပဲဖြစ်ပေါ့နော် cast ကဒီမှာမြင်လာကြည့်ပေးမယ်ဆိုတော့ဒီ video ကိုနှိမ်လိုက်တဲ့သူတွေအတွက်ဒါလေးကတော့ message ဖြစ်ပါလိမ့်မယ်ပေါ့နော် okay so cast တို့စပြီးတော့ကြည့်ကြည့်ရအောင် Spirit Ancestors, Spiritual Guides, Angels, Saligaro, General Collective Reading ဖြစ်တဲ့အကြောင်းမလို့ကိုယ်နဲ့ energy guide တော့ပဲယူပေးပါနော် Tarot လေးကနေအရင်စပြီးတော့ကြည့်ကြည့်ရအောင် So ဒီ video ကိုကြည့်နေတဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဘာတွေမှာချင်လဲဘာတွေပြောချင်လဲ cast ကနေတဆင်ပြောပြပေးပါ Okay Oh my god ပထမဆုံးကခဲဝါ Nine of Swords reverse တစုံတစ်ယောက်ကိုအရန်မြတ်နိုးရတဲ့တစုံတစ်ယောက်ကိုဆုံးရှုံးထားတဲ့ energy မျိုး cast ရတယ်နော်အဲ့တစုံတစ်ယောက်ကိုဆုံးရှုံးထားရတယ်နှစ်ယောက်ကလူချင်းဝေးကွာနေတဲ့သူဖြစ်နိုင်တယ်ပေါ့နော်ရန်နေဖြစ်ထားရတယ်နော်ဆိုရန်နေဖြစ်ထားရတယ်ဆုံးရှုံးထားရတယ်ကိုယ့်ပေါ့နော်ဒီလူကအထင်သေးသွားလားကိုဒီလူကတမှုမထားတော့ဘူးလားဆိုရဲစိုးရိမ်စိတ်တွေကိုစီမှာအခုပြင်းထန်နေတဲ့ပုံစံမျိုးလေးကို cast မြင်နေနော်အရင်ချိန်လေးတွေပြန်ပြီးတော့ရပါတော့မလားပေါ့နော်စိုးရိမ်နေတာလေးတွေရှိရဲ့ cast ကတော့သူ့ဘက်ကပြန်လာလိမ့်မယ်လို့ cast မြင်နေနော်သူ့ဘက်ကဒီ passion တစ်ခုပေါ့နော်ဒီ fiery energy တစ်ခုကိုသူအနေနဲ့လက်ကင်ဆွဲပြီးတော့ကိုယ့်စီကိုပြန်လာလိမ့်မယ်ပြန်လာတဲ့အချိန်ကတော့အနည်းငယ်တော့နောက်ကျနိုင်တယ်တချို့ပေါ့နော်ကံကောင်းတဲ့သူတွေဆိုလို့ရှိရင်တော့9လပိုင်းထဲမှာအဆင်ပြေနိုင်တယ်ကံအရန်မကောင်းတဲ့သူတွေဆိုလို့ရှိရင်တော့နောက်နှစ်ထဲလောက်မှအဆင်ပြေနိုင်တာမျိုးလေးကို gas ကတော့အရင်ဆုံးတွေ့ထားတယ်နော်ဆိုတော့ gas တို့အောက်မှာ overall energy က Three of Swords reverse okay Three of Swords reverse ကတော့ဒါ healing energy ပေါ့နော်ပြန်လဲပြီးတော့ဟိုစိတ်သက်သာရအောင်လို့သူ့ဘက်ကနေပြန်ချော့တဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကိုယ့်အနေနဲ့ကလည်းဟိုအရန်ကြီးဝမ်းနဲ့မနေတော့ဘဲနဲ့ပေါ့နော်အဆင်ပြေပြေလေးဖြစ်သွားအောင်လို့သူ့ဘက်ကစကားပြန်လာပြောပြီးခေါ်တဲ့ပုံစံမျိုး cast မြင်နေဒါပေမဲ့တခုရှိနှစ်ယောက်ကချစ်သူတွေတော့ပြန်ပြီးတော့ဖြစ်ချင်မှတော့ဖြစ်လိမ့်မယ်ဒါပေမဲ့လေဟိုဘယ်လိုပြောရမလဲအဆုံးသက်ကြီးကတော့အရင်အယုံမဆိုးတော့ဘဲနဲ့ပေါ့နော်ကောင်းကောင်းမွန်မွန်လေးဖြစ်လိမ့်မယ်လို့တော့ cast ဒီမှာတွေ့တယ်နော်ကောင်းမွန်မွန်လေးပြန်ခေါ်ဖြစ်လိမ့်မယ်ပေါ့နော် Okay so cast to love message ကလေးကြည့်ကြည့်ရအောင်ဆိုတော့သူရှင်နေမှာပေါ့နော် cast အခုဒီမှာထုတ်ထားတဲ့ဥစ္စာကိုကိုယ်စိတ်ထဲမှာပေါ်လာတဲ့လူပေါ့နော်ကို cast ပြောသွားတဲ့အချက်တွေနဲ့ကိုက်ညီတဲ့သူပေါ့နော်ဒီလူရှိတယ်ဆိုတော့မှဒီ message ကကိုဆက်ပြီးတော့ကြည့်ပေးပါဒီဟာနဲ့ energy မကိုက်ဘူးကိုစဉ်းစားနေတဲ့သူကဒီကိစ္စဒီလိုအကြောင်းအရာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်เนาะဒီ message ကတူဆက်ပြီးတော့မကြည့်နဲ့ပေါ့နော်ဒါကိုအတွက်မဟုတ်တော့ဘူးပေါ့နော်ဆိုတော့ကိုအတွက်ဟုတ်တဲ့သူတွေပဲဆက်ပြီးတော့ကြည့်ပေးပါအကယ်၍ကိုအနေနဲ့ပေါ့နော်ဒီ video နဲ့ energy ကိုက်တဲ့ဆိုလို့ရှိရင် comment ထဲမှာပြောခဲ့ပါ energy မကိုက်ဘူးဆိုလို့ရှိရင်လည်းတခြား video ကိုကြည့်ရပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုပိုင် personal reading ကိုရဲ့အမြင်မွေးနေ့နဲ့အတိအကျနဲ့ကစီမှာကိုယ်တိုင်လာမိရပဲဖြစ်ဖြစ်မေးလို့ရပါတယ်နော် so love message ကလေးကြည့်ရအောင် pay attention to signs The synchronicities you have been noticing are not coincidence. ဆိုတော့ကိုအနေနဲ့အခုချိန်မှာပေါ့နော် angel number 77တို့1ပေါ့နော်333ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကို angel number ဒီမြင်နေဆိုလို့ရှိရင်ဒါတွေက
အလကားမဟုတ်ဘူးပေါ့နော်အလကားမဖြစ်ဘူးဒါ universe ကနေကိုပို့လိုက်တဲ့ message တွေပေါ့နော်သူဘက်ကကိုသတိရနေတဲ့အချိန်တွေလည်းဖြစ်မယ်ပေါ့နော်ဒါမှမဟုတ်အဆောင်ရှောက်တွေကိုနားမှာရှိနေတဲ့အချိန်တွေလည်းဖြစ်မယ်ပေါ့နော် redirect your thoughts focus on what you want to attract in this relationship not on what you fear will happen ဆိုတော့အဲ့လိုပေါ့နော်မဖြစ်သေးတဲ့အရာဖြစ်လာမှာကိုကြောက်ပြီးတော့ဒီ relationship ကိုအဆုံးသတ်လိုက်တာမျိုးလက်လွတ်လိုက်တာမျိုးတော့မလုပ်နဲ့ကိုအနေနဲ့ကကိုအချစ်ရေးမှာကိုဘာလို့လိုချင်လဲကိုလိုချင်တဲ့အရာကိုလိုချင်တဲ့အဲ့လိုဒီလိုမျိုးငါကတော့အချစ်ခံရချင်တယ်ဆိုတဲ့ဥစ္စာမျိုးကိုစိတ်ထဲမှာအမြဲတမ်းထားပါတော့ဥပမာဆိုလို့ရှိရင်ငါကတော့ဖြင့်မလှလို့ဒီလိုအချစ်မခံရအောင်နဲ့တူတယ်ငါကတော့ဖြင့်ပတ်စံမချမ်းသာလို့ဒီလိုတမိုးထားမခံရအောင်နဲ့တူရဆိုတဲ့အတွေ့အကြုံလုံးဝရှော့လိုက်ကိုအနေနဲ့ကိုဘာပဲဖြစ်နေပါစေပေါ့နော်ဟိုကိုအမြဲတမ်းပေါ့နော်ငါဟာချစ်ချင်းတရားနဲ့ထိုက်တန်တယ်ငါဟာငါ့ကိုအရန်ချစ်တဲ့လူဒီကမ္ဘာမှာရှိတယ်ဆိုရယုံကြည်ချက်တစ်ခုပေါ့နော်အဲ့ဒါမျိုးလေးကိုထားဖို့လိုတယ်နော်ဆိုတော့ကိုယ့်ရဲ့အတွေးတွေကိုပြန်ပြောင်းပေါ့နော်ကိုအနေနဲ့ကိုလှောင်ပိတ်ထားတဲ့ mindset တွေပေါ့နော်အဲ့ဒါဒီစီကနေရုံထွက်ပါဥပမာဆိုလို့ရှိရင်ပေါ့နော်တချို့ဆိုလို့ရှိရင်ကန်ဆိုးပြီးတော့ဘယ်လိုပြောရမလဲအဲ့လိုပေါ့နော်ကန်ဆိုးပြီးတော့ကိုအနေနဲ့ကဥမာအချစ်ကိုမကောင်းတဲ့သူတွေနဲ့ပဲကိုဟာကြုံတွေ့ခဲ့တယ်ဆိုတဲ့တကြောင်တော့ငါကန်ကိုကဒီလိုကြီးပါလာတာအဲ့လိုမျိုးပေါ့နော်ငါထပ်ပြီးတွေ့လဲငါမကောင်းတဲ့လူပဲတွေ့မှာဆိုတဲ့အတွေးမျိုးလုံးဝဖယ်လိုက်ပါအဲ့လိုမျိုးဆိုတော့မှကိုဟာတကယ်ကောင်းတဲ့ချစ်ချင်းမြတ်တာတစ်ခုကို attract လုပ်နိုင်မှာပေါ့နော်ကိုစိတ်ထဲမှာအဲ့မကောင်းတဲ့စိတ်မကောင်းတဲ့အရာဆိုတဲ့ဥစ္စာကြီးပဲလွှမ်းမိုးနေရဆိုရင်ကြတော့အဆင်မပြေဘူးကောင်းတဲ့အရာတွေရောက်လာဖို့အဟန့်အတားဖြစ်စေပါတယ်နော်ဆိုတော့ဒီမှာ distance တဲ့တွေ့လား cast ပြောရဒီလူတွေကတော့ဒါ long distance relationship the wall ကလည်းပြောင်းပြန်ကြားထားတယ် distance လည်းကြားထားတယ်ဆိုတော့နှစ်ယောက်ကဒါနေရဝေกว่าချက်ကြောင်ပေါ့နော်တချို့ဟိုဥမာနီးနားဆိုလို့ရှိရင်ကွာတည်ရမလားစိတ်ဆိုးရင်မိုးလေးတော့ဝဲပို့လိုက်ချော့လိုက်ရင်ပြေသွားမယ့်ပြဿနာမျိုးတွေကအဝေးနေတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့တေးတဲ့ပြဿနာပိုကြီးတာမျိုးပေါ့နော်အဲ့လိုတွေရှိရဲ So the separation you are experiencing is necessary to help the relationship grow. So ဒီလိုမျိုးဝေးကွာနေချင်းဆိုတဲ့ဥစ္စာကလေဒီနှစ်ယောက်ကိုပို့ပြီးတော့ပေါ့နော်ဟိုကောင်းလာအောင်လို့ပို့ပြီးတော့ကောင်းလာအောင်လို့ဆိုတာပို့ပြီးတော့ဟိုတန်မာအောင်လို့ပို့ပြီးတော့ပေါ့နော် strong ဖြစ်ပြီးတော့ဒီနှစ်ယောက် relationship ကိုစမ်းသပ်မှုပေါ့နော်ဒါစာမွေးဖြည့်နေရလို့သဘောထားပေါ့နော်ကိုနဲ့ကိုလူကစာမွေးဖြည့်နေကြရတယ်ဒီစာမွေးကိုအောင်လို့ရှိရင်တော့ဒါငါတို့နှစ်ယောက်ပေါင်းဖက်ရမယ်ကြာသွားရဆိုလို့ရှိရင်တော့ဒါမတက်နိုင်ဘူးကိုဒါတည်ရမလားငါတို့နှစ်ယောက်ရဲ့ကံပါတလောက်ဆိုတဲ့ပုံစံမျိုးသတ်မှတ်လဲရတယ်ပေါ့နော်ဒါပေမဲ့ဝေးတာကတော့ဝင်းနေအောင်မယ်လို့ gas ကတော့တွေ့ထားတယ်နော်ဆက်ပြီးတော့ကြည့်ရအောင် Take your power back. You are giving someone control over how you feel. Your happiness should only depend on you. So ကိုယ့်ရဲ့ပျော်ရွှင်မှုကကိုယ့်ရဲ့တာဝန်ပဲเนาะကိုပဲပျော်အောင်လုပ်နိုင်ရမှာသူများကကိုယ်ကိုလာပြီးပျော်အောင်လုပ်နေအောင်ထိုင်ဆောင်နေလို့မပြီးဘူးเนาะဘဝဆိုတာအဲ့ဒါမဟုတ်ဘူးဘဝဆိုတာကိုဘဝကိုရင်ဆိုင်နေဆိုတာမိမိကိုပျော်အောင်ထားနိုင်ခြင်းလဲပါတယ်သူများကလာပြီးတော့ကိုယ်လှတယ်လို့ပြောမှကိုလှတယ်လို့ထင်တာမျိုးကအဓိပ္ပာယ်မရှိဘူးပေါ့နော်ဒါဘယ်လိုပြောရမလဲ universe အနေနဲ့ကကိုပို့ပြီးတော့တမစီခြင်းနဲ့ပို့ပြီးတော့ကိုပြောင်းထားစီခြင်းနဲ့ self love တွေရှိစေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးလေးကို cast မြင်နေအကယ်စိတ်ဝင်စားဆို cast စီမှာကပေါ့နော်ဒီ self love ritual နောက်ပြီး influence ritual ပေါ့နော် aura ritual အဲ့လိုမျိုးလေးတွေတွဲပြီးတော့လုပ်လို့ရတဲ့အစီအရင်လေးတွေရှိတယ်၃ခုပေါင်းဆိုလို့ရှိရင်9သိန်းလောက်တော့ကြာလိမ့်မယ်ပေါ့နော်တစ်မျိုးကို3သိန်းခွဲဝန်းကျင်ဆိုတော့လေဆိုတော့စိတ်ဝင်စားရဆိုရှင်အဲ့ဒါကြီးလာပြီးတော့လှုပ်လို့ရတယ်အကယ်ကိုပေါ့နော်အရင်သိငယ်နေရလို့ခံစားရတယ်အခြေရေးမှာအတားကြီးကပြဿနာဖြစ်ပြီးတော့ပေါ့နော်ကောင်းတဲ့အချစ်တွေကို attract မလုပ်နိုင်ဘူးပိုကောင်းတဲ့လူတွေကိုကိုဟာဘဝတွေကိုမခေါ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့လိုအခက်အခဲရှိနေရမျိုးဆိုရှင်ဒီလိုအစီရင်လေးတွေလှုပ်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ power ကိုကိုယ်စီပြန်ရစေတယ်အစီရင်မျိုးပေါ့နော် Okay ဆိုတော့ဆက်ပြီးကြည့်ရအောင်မိမိကိုပို့ချစ်ပါကိုပြောအောင်ထားပါစိတ်ညစ်မခံနဲ့ပေါ့နော်သူများအပူတွေလည်းကိုစီကိုမကူးစေနဲ့နော်အခုခေတ်ကာလကြီးကဘယ်သူမှမပျော်နေဘူးဒါပေမဲ့လေဘယ်လိုဖြစ်လဲဆိုတော့ကြံဖန်ပြီးတော့ပဲစိတ်ကိုအဆင်ပြေအောင်နေကြရတာပဲပေါ့နော် So keep the door open don't be so focused on a closed door that you don't see
the ones which open for you ဆိုတော့ပိတ်သွားတဲ့တကားတွေကိုပိတ်သွားတဲ့တကားတွေရှေ့မှာထိုင်ပြီးတော့ဒီတကားကြီးပြန်ပွင့်လာဖို့ပဲမဆောင်နေပါနဲ့ပေါ့နော်ပြောချင်တာကဒီဘက်မှာတခြားတစ်ဖက်မှာပွင့်နေတဲ့တကားတွေလည်းအများကြီးရှိရဲ့အဲ့တကားတွေကနေတဆင်ကို့အနေနဲ့ပိုကောင်းတဲ့ဘဝတွေစီကိုသွားလို့ရတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ဥမာ EX ကိုပြန်မျောနေတဲ့သူတွေပေါ့နော်လုံးဝမဖြစ်သင့်တော့ဘူးဆိုတာကိုကိုယ့်ရဲ့အုံနောက်ထဲကသိတယ်ဒါပေမဲ့နှလုံးသားကလက်မခံနိုင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆက်ပြီးတော့မျောချင်သေးတယ်ဆက်ပြီးတော့ဒီပိတ်ထားတဲ့တကားကြီးအရှိမှာပဲထိုင်ဆောင်ပြီးတော့ကိုယ့်ဘဝကြီးတသက်တာဟို6ကက်ကြီးဖြတ်တန်းရတာမျိုးပေါ့နော်အဲ့လိုမျိုးတချို့လူတွေရှိနေတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒါကတော့ပိတ်သွားတဲ့တကားကြီးပေါ်မှာအရင် focus မထားပါနဲ့နော်ကိုပိုင်းတကားတစ်ခုကိုဖန်တီးပြီးတော့ဖွင့်တာပဲဖြစ်ပေါ့နော်ကိုပိုင်း self love လေးရလာတာပေါ့နော်ဒါမှမဟုတ်လေကိုပေါ့နော်အဲ့လိုကြိုးစိုးနေတဲ့တခြားလူတယောက်စီကိုပြောင်းသွားတာပဲဖြစ်အဲ့လိုမျိုးလုပ်ပါဆိုပြီးဒီမှာပြောထားတာမျိုးတော့ guest တို့မြင်နေနော်အကယ်၍ကိုကလေဒီလူကို manifest မလုပ်တော့ဘူးเนาะဒီလူကိုမလို့ချင်တော့ဘူးကိုကနောက်ထပ်ပေါ့နော်ပိုကောင်းတဲ့လူတယောက်ကိုလိုချင်တယ်ပိုကောင်းတဲ့ relationship အသစ်တစ်ခုကိုဟာ attract လုပ်ချင်တယ် manifest လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းရောက်လာနိုင်တယ်ပေါ့နော်ကိုထက်အသက်ငယ်တဲ့သူတော့ဖြစ်နိုင်တယ် fire sign Aries Leo Sagittarius တွေကဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးတော့ guest ဒီမှာတွေ့ထားတယ် okay ဆိုတော့ဒါ guest ရတဲ့ energy အားလုံး guest ပြောပြထားတာဖြစ်ပါတယ်အားလုံးပဲပေါ့နော်ဒါလေးကတော့ guest တို့ half reading ဖြစ်တဲ့တော့အကြောင်းမလို့ပေါ့နော်full reading လာပြီးတော့ကြည့်ချင်တယ်ဆိုလို့ရှိရင်ကက်စီမှာ full reading က10ရက်စောင့်မယ်ဆိုရင်4000ခွဲပေါ့နော်အကဲကွာ3ရက်စောင့်လို့ရတယ် waiting time booking တင်ထားလို့ရတယ်ပေါ့နော်3ရက်စောင့်မယ်ဆိုလို့ရှိရင် booking က6000ကျပ်ပေါ့နော်အကဲကွာ3နာရီအတွင်းမှာကြည့်ချင်တာဆိုလို့ရှိရင် gas တို့9000ကျပ်ပေါ့နော်ဒါပေမဲ့3နာရီအတွင်းဆိုပေမဲ့ gas ကညကို8နာရီကနေပြီးတော့ည7:00ဝန်းကျင်မှာပဲ gas ကကြည့်ပေးတာဖြစ်ပါတယ်တခါတလေတော်တော်လေးကိုထူးခြားကြတော့မှနေ့လယ်ပိုင်းနေပါကြည့်ပေးတာပေါ့နော်ဆိုတော့အဲ့ဒါလေးတခုတော့ရှိတယ်ဒီ immediate ယူမဲ့လူတွေအတွက်ပေါ့နော်ကြိုပြီးတော့ပြောထားပေးရပါ okayဆိုတော့ gas ကိုဆက်သွယ်လို့ရတဲ့နေရာတွေလည်းအားလုံးဒီထဲမှာရေးပေးပြီးသွားပြီးအားလုံးပဲအဆင်ပြေစေဖို့လည်းမျှော်လင့်ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုရေဒီယာလေးတွေပါလေးတွေပေါ့နော်လိုအပ်တာရှိရဆိုလို့ရှိရင် gas magic gland ဆိုတဲ့ဒီ Facebook page မှာလာပြီးတော့ကြည့်လို့ရတယ် gas ရေဒီယာလေးတွေလည်းတင်ပေးတယ်ပေါ့နော်စိတ်ဝင်စားဆိုလို့ရှိရင် page ကို like လုပ်ထားပေးပါအဲ့တော့ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲအားလုံးပဲနောက်ထပ် reading တွေမှာပြန်ပြီးတော့တွေ့ကြပါမယ်နော် bye bye